ငါမုံငါတွေအကုန်တောက်ပြတာလား မွေးငါတောက်တာမဟုတ် တောက်တာ မွေးငါစားတာ တောက်တာ မွေးငါစားတာမွေးငါစားတာလို့ပြော ဟမ်ကြိုက်လိုက်လို့အရင်နဲ့မလို့တောက်တယ်လို့ပြောတာဘူးလားညင်းနေတယ်ပြောရင်ဆိုရင်စိတ်ကထိုးလာပြီမုံငါမှာဖက်ပါတယ်မုံငါမှာဖက်ပါတယ်စားတာမုံငါဆိုတာတောက်ရတာဘလို့ကောင်းနေလဲမသိဘူးအဲ့ဆိုဖာလူတာလဲမင်းတို့စားတယ်လို့ပြောပါလားမသိဘူးငါတော့တောက်မှာပဲကွာဘာဖြစ်ဟိုလူကဘာကြည့်ရတယ်မသိဘူးပလင်းလေးစားလို့ကြိုက်လာတာကိုကဘာမှတောက်တာမဟုတ်ဘူးအရေးဆိုလို့ရဘူးတစ်မျိုးပဲတောက်တာဤပါတာပြင်းတာဖုံးကမေးခဲ့သေးတယ်ပထမပိုင်းခဏနားပြီးတော့ဖုံးသွားယူပြီးမှဒုတိယပိုင်းဆက်ပါရင်ကောင်းမလားမသိအမလေးခိုးဖို့သူများတွေကတော့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေပေါ်တယ်ဆိုပြီးတော့အထင်ကြီးနေကြတာတကယ်တမ်းကျတော့ကိုနားမှာဝင်းရနေတဲ့ကိုတွေကအတူရောက်နေပါ Oh my god ဟိုမှာကြားသေးလေးအိတ်နေပါလားအိတ်နေတာတော့ချစ်စရာကောင်းလိုက်တာကြားသေးလေးရဲ့ဒီအချိန်ကိုအမိရအသုံးချပြီးအဖွားပြီးလိုက်ရင်ကောင်းမလားဟာကြည်စမ်းမအောင်တကယ်ကိုအပြစ်ကင်းစင်တဲ့ကြားသေးလေးပါလားဒီအချိန်မှာငါအဖွားတော့ပြီးလိုက်ရင်အခွင့်အရေးယူတယ်လို့များဖြစ်သွားမလားတက်လို့စားတဲ့ကြားမှမရှိတာမင်းညံ့တော့မင်းခံရမှာပဲမင်းဘာလုပ်မလဲမောင်ကြားမင်းဘာလုပ်မလဲအခွင့်အရေးဆိုတာနှခါမရဘူးခိုးဘာလုပ်တယ်လဲဟိုတင်မလို့ပါနဲ့ကြားတဲ့ လူချင်းချက်ပတ်နေတယ်ဟာဟဲ့အောင်နေရှေ့မှာဘာကြီးလဲမသိဘူးဆော့တော့အာစီဒါမရိုးသားဘူးထောက်ကြောက်ပဲဟုတ်တယ်အာစီ မင်းတို့ကတပည့်ဆိုတော့ရှေ့ရသွားငါနောက်ကလိုက်အာစီမလုံးနဲ့လေလုံးနဲ့အာစီမလုံးနဲ့ဟာဒါထောင်ကြောက်မဟုတ်ဘူးအာစီငါတော့တော်တယ်နောက်ထောင်ရောက်ကြရင်ဟိုကြောင်ကတော့အဲ့ မမသူများစကြက်မှာလာပြီးတော့ကျူးကျော်နေတယ်မျက်နဲ့ရောစားပလိုက်မယ်ဘာမှနေလဲညွာမမနင်းသွားတဲ့မျက်မို့လားမသိဘူးစားကောင်းလိုက်တာ